တခါကအရန်ကိုတာယာလှပတဲ့တောအုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတောအုပ်ကြီးရဲ့အလယ်မှာကြည်လင်တဲ့ရေကန်ကြီးတစ်ကန်ရှိပြီးအဲ့ဒီမှာမောင်ဖားလို့ခေါ်တဲ့ဖားကလေးတစ်ကောင်နေထိုင်ပါတယ်။တနေ့မှာစင်ကြီးဗလရေစာလို့ရေကန်မှာရေလာတောက်တယ်။စင်ကြီးဗလကအာရပါရရေစင်းတောက်တဲ့အခါမောင်ဖားရေအောက်ကိုပြုတ်ကြပါရောထိုအခါဖားကစိတ်ဆိုးဆိုးနဲ့ဟေ့လူကောင်ကြီးပဲရှိတဲ့ဦးစိန်ကြီးခင်ဗျားဘာလုပ်တာလဲကျွန်တော်ရေကန်ကိုလာဖြက်စီးတာလားကျွန်တော်ကဒီရေကန်ရဲ့ဘရင်ပဲခင်ဗျားကျွန်တော်ကိုအခုချက်ချင်းတောင်းပန်ရမယ်မင်းကငါကဘာအတွက်တောင်းပန်ရမှာလဲခင်ဗျားနဲ့ကြတော့နဲ့အတန်ကျဲတာပြိုင်မယ်ရှုံးတဲ့သူကတောင်းပန်ကြီးဘလို့လဲပြိုင်ကြမလားစင်ကြီးကလည်းဖားကလေးရဲ့တက်တီကိုစမ်းကျင်တာနဲ့သဘောတူလိုက်တာပေါ့စင်ကြီးကကျဲလောင်စွာဟိမ့်လိုက်တယ်မောင်ဖားကအားဆိုင်လုံးလို့ဘိုက်ပူပြီးပေါက်ထွက်မတက်ဖြစ်နေတာကိုကြည့်ပြီးစင်ကြီးကတနာလဲတနာရေလဲရေချင်သွားပါတယ်ထိုအခါစင်ကြီးဗလာကကဲပါဖားကလေးရဲ့မင်းတကယ်တော့ပါတယ်မင်းရဲ့တက်တီကငါထက်တောင်ကြီးမားပါသေးတယ်ငါတို့ရန်ဖြစ်မနေပဲတငယ်ချင်းလှုပ်ကြရအောင်ဟုတ်ပြီလားအဲ့ဒီနေ့ကစပြီးစင်ကြီးဗလာရေလာတောက်တိုင်းဖားကလေးကစင်ကြီးရဲ့ခေါင်းပေါ်မှာထိုင်ပြီးစကားတွေပြောကြကစားကြနဲ့ချစ်ခင်စွာနဲ့နေသွားကြပါတယ်